Hello，大家好。အခုရောက်လာတဲ့အပိုင်းကအပိုင်း6ပါเนาะ part 6 part 6မှာအရင်နေ့က part 5မှာတော့ performer 4ကိုအာဒရနဲ့ပေါင်းထားတယ်အခုအာရဲ့နောက်က R O A U U ဆိုတော့အော်ဒရနဲ့ထပ်ပေါင်းမယ်ပေါ့เนาะ performer 4ဆိုတဲ့ဖြီးတွေကိုအော်ဒရနဲ့ပေါင်းကြည့်မယ် okay ဖြီးအနေနဲ့ဘာတွေရှိမလဲဆိုတော့ပေါ်ဖော်မောfor လေးလုံးရှိမယ်နော်တရအနေနဲ့ကတော့ or တရကိုတစ်တန်တင်တော့ or နှစ်တန်တင်မယ် or သုံးတန်တင်မယ် or လေးတန်တင်မယ် or ဒီနေရာမှာတစ်ခုရှိတာက part 5မှာအာဒရနဲ့ပေါင်းတော့ကပေါ်ဖော်မောဖော်ကိုအာနဲ့တစ်ခုစီတီးတန်ခွဲပြီးဆိုပြီးပေါင်းခဲ့ရနော်ဟိုမှာပေါ်အားပါလို့ဆိုခဲ့တယ်ဒါပေမဲ့ဒီတစ်ခါအော်ဒရာနဲ့ပေါင်းတဲ့ခါကျတော့ပေါ်ဖော်မောဖော်ရဲ့မူရင်းပြီးတန်ကကိုသူအော်ဒရာနဲ့ပေါင်းထားပြီးသားအဲဆိုတော့ခါကျတော့ဒီမှာကအတန်တုံးတင်ပြီးတစ်ခါလေးဖတ်မှရမှာပေါ့နော်အဲ့တော့ပေါ်ဖြည့်ပြီးသားဆိုတော့ပေါ်ကိုတစ်တန်တင်တော့ပေါ်နှစ်တန်တင်မယ်ပေါ်သုံးတန်တင်မယ်ပေါ်လေးတန်တင်မယ်ပေါ် okay ဖို့တစ်တန်တင်မယ်ဖို့နှစ်တန်တင်မယ်ဖို့သုံးတန်တင်မယ်ဖို့လေးတန်တင်မယ်ဖို့ပေါ်မောနော်တကယ်တော့မောမဟုတ်ပါဘူးသူ့တန်ကမောဟုတ်တယ်နော်မောကိုတစ်တန်တယ်နော်မောမဟုတ်ဘူးနော်မောကိုနှစ်တန်တင်မယ်သူကတော့ပုံမှန်ငိန်နဲ့အတန်ထွက်တယ်မောသူကမောသုံးတန်တင်တော့လဲဒီတိုင်းပါပဲမောအဲ့လိုထွက်မယ်နော်မောနောက်ဆုံးတက်တန်ဘယ်လိုထွက်မယ်ထင်လဲဟုတ်ပါတယ်မော့မဟုတ်ဘူးနော်မော့ပြန်ဆိုကြည့်ရအောင်မော့โอเคနောက်ဆုံးတစ်လုံးက for တစ်တန်တင်တော့ for နှစ်တန်တင်မယ် for သုံးတန်တင်မယ် for လေးတန်တင်မယ် for ပြန်ဆိုကြည့်ရအောင်လိုက်ဆိုနော်ပေါ်ဖော်မောfor okay ဒါလေးကိုတခြားလေးတလုံးရင်းစီလိုက်ထောက်ပြီးတော့မှဆိုကြည့်နော်ပြီးတော့ random ထောက်ပြီးဆိုလို့ရပါအစင်လိုက်မဟုတ်ပဲ random ကိုကြိုက်တဲ့နေရာကိုဒါကိုတွေ့ရင်မောဒါကိုတွေ့ရင်ပေါ်သူ့ကိုထောက်လိုက်ရင်ဖော့သူ့ကိုထောက်ရင် for အဲ့လိုမျိုး random ထောက်ပြီးတော့လေလေ့ကျင့်လို့ရပါမယ်နော်ကိုယ်အတန်လေးတွေကိုအဲ့တော့part 5မှာလောက်ခဲ့တော့ကလို့ဒီထဲမှာလဲဘယ်လိုစလုံးလေးတွေကဘယ်အတိတ်ပဲလေးရှိတယ်ဆိုတော့တစ်ချက်တော့ဆွဲထုတ်ကြည့်မယ် okay ပါတယ်လေပေါ်နှစ်တန်ပေါ်နောက်တစ်ခုသူ့မှာတန်တော့မပါဘူးအဲ့တော့ तू ကတန်ဖော့ဆွဲတည်သွားသူကဘယ်တန်ကိုဖော့လဲသူကရှေ့ကပေါ်ဆိုရင်နှစ်တန်ကိုပြန်ဖော့တယ်ပေါ့နော်ရှေ့မှာပေါ်နောက်မှာလဲတကယ်တော့ပေါ်ဘာလို့လဲဆိုရင်နှစ်ခုစလုံးကတရုတ်စလုံးကအတူတူပဲဒါပေမဲ့နောက်ကဟာကတော့နှစ်တန်ကိုဖော့ထားတယ်ပေါ်လို့မဆိုဘူးနော်ပေါ်ဆိုတာကတဒေတာနဲ့တဒေတာတော့မတူဘူးပေါ့နော်တကယ်တမ်းကဦးလေးပါဦးလေးကိုမှသူကအဖေရဲ့အကိုခေါ်တာပေါ့နော်အဖေရဲ့အကိုနေရာမှာရှိတဲ့ဦးလေးကိုသူကပေါ်လို့ခေါ်ပါတယ်ပေါ်နောက်တစ်ခုကကြတော့ပါတယ်လေဖော့ဆိုတာပျက်စီးသွားတယ်
နော်ပျက်စီးသွားတယ်ဖော့ပျက်စီးသွားတယ်အမဥမာအင်ကြီးတွေပြေးသွားတာတော့ဖော့လာလို့မျိုးပြေးသွားပြီပျက်စီးသွားပြီဆိုတဲ့အဓိပ္ပာယ်ပေါ့နော်နောက်တစ်ခုကပါတယ်လေမောဟုတ်တယ်မောနော်မောဆိုတာကထိတွေ့ကင်တွေ့တာပြောတာနော်ထိတွေ့ကင်တွေစမ်းသက်သည်ဥပမာဆိုဒီလိုပဲအตาလေးပွက်တက်ကြည့်တာပေါ့နော်အဲ့လိုမျိုးမောအဲ့လိုမျိုးပွက်တက်တယ်အဲ့လိုမျိုးပြောတာမောโอเคအဲ့ဆိုပြန်ဆိုကြည့်ရအောင်ပေါ်ဦးလေးဖော့ပျက်စီးသည်မောထိတွေ့ကင်တွေစမ်းသက်သည်နော်နောက်ဆုံးတစ်လုံးပဲရှိပါတော့တယ်သူကနည်းနည်းရှားရပါနော် for ဆိုတာတော့ဖျားကိုပြောတာပါဒါလေးဒီလေးလုံးကတော့ဒီဇာတ်လေးထဲမှာတွေ့ရတယ်တစ်လုံးနဲ့အတိတ်ပဲရှိရတယ်ပေါ့နော်ဇာတ်လေးကိုလည်းတခြားကြည့်အောင်လေ့ကျင့်အတန်လေးကိုပေါ့နော်အတန်ထွက်တွေအဆင်ပြေအောင်လေ့ကျင့်ပြီးတော့ဒီလေးလုံးကိုလည်းမြန်မာအတိတ်ပဲလေးနဲ့ပေါ့နော်တခြားတွဲပြီးဖတ်ကြည့်ပေါ့နော်နောက်နေ့ကျတော့သူတို့နဲ့ပတ်သက်တဲ့quiz လေးလာပါမယ်ဆိုတော့ဒီပတ်စိတ်မှာတော့ဒါလေးကိုတင်ပေးလိုက်ပါတယ်အဲ့တော့ကြိုးရှိသွားမယ်လို့လည်းမျှော်လင့်ပါတယ်စာလေးကိုတခြားလိုက်ပြီးလုံနော်ဘာလို့လဲဆိုဒီနေ့ PIN class ပြီးသွားတဲ့ခါကျရင်အဲ့အကျိုးကျေးဇူးကိုယ်တိုင်တခြားပေါက်တွေ့ရပါလိမ့်မယ်ကိုတခြားလိုက်ပြီးစူးစမ်းခဲ့ပါလားဆိုပြီးတော့မှကိုယ့်ဘာသာကိုချီးကျူးမိလိမ့်မယ်ပေါ့နော်တနေ့နည်းနည်းစူးစောင်းသွားတာကိုအတွက်တော်တော်လေးကိုကြိုးရှိပါတယ်谢谢大家拜拜